ဂန်နူအင်းကိုတောခတ်ပြီးပေါ်တူဂီရဲ့တိုက်စစ်အသက်သွေးကြောကိုဖျက်တောက်ပစ်ခဲ့တဲ့ကိုလံဘီယာအသင်းကပွဲစားကလေးကရိုနယ်ဒိုကိုဘယ်လိုမျိုးထိန်းချုပ်အောင်လဲဆိုတဲ့ဗျူဟာကိုအကွက်ကြသုံးသွားခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီရဲ့အဓိကမျှော်လင့်ချက်ဖြစ်တဲ့ဂန်နူတိုက်စစ်မှုကိုကွင်းထဲမှာနေရာလွတ်လုံးဝမပေးဘဲနဲ့ဘောလုံးရနဲ့လှည့်ထွက်ခွင့်မရအောင်ပြင်ဂိုးဧရိယာဒီတစ်ဝိုက်မှာစိတ်ကြိုက်ဖန်တီးခွင့်မရှိစေဖို့တေးသေးချာချာဝိုင်းရံပြီးပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ခန်စီရဲ့အကြံအစားအဲ့လိုမျိုးဖိအားပေးမှုတွေကြောင့်မလို့ရိုနယ်ဒိုတယောက်ကွင်းထဲမှာတော်တော်လေးကိုစိတ်ပြတ်ဒေါသထွက်နေရတာကိုသူ့ရဲ့မျက်နှာအမူအရာမှာနေမဲ့အထင်ရှားမြင်တွေ့ခဲ့ရပါတယ်။အချိန်ကြီးတိုးနိုင်ဆွဲငိန်တာတွေကိုခံရလွန်တာကြောင့်မလို့စွမ်းဆောင်ရည်မပြနိုင်မဲ့ကွင်းလေတိုင်းစီကိုလှည့်ပြီးအားမလို့အားမရလက်အချီရန်ပြနေတဲ့ reaction တွေကိုပွဲတွင်းခဏခဏမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။တကယ်တော့ကိုလံဘီယာနောက်ခံလူတွေကရိုနယ်ဒိုပဲအကြက်ကင်ခဲ့တာမဟုတ်ဘဲနဲ့ပေါ်တူဂီရဲ့တိုက်စစ်စင်ကွက်တစ်ခုလုံးကိုလမ်းကြောင်းပျောက်သွားလို့အကွက်ကြလှုပ်ဆောင်သွားခဲ့တာပါ။ကွင်းလေကနေပြီးဘောလုံးဖန်တီးပေးမဲ့သူတွေနဲ့အဆုံးသက်ရမဲ့ရိုနယ်ဒိုဂျားထဲမှာအခြေဆက်ပြတ်တောက်သွားအောင်လို့ဂျားတွေကနေပြီးဖျက်တောက်ပစ်ခဲ့တဲ့ကိုလံဘီယာရဲ့ဂိမ်းမလန်ကဒီပွဲမှာယာနှုံးပြေထိရောက်သွားခဲ့တယ်လို့ဆိုရမှာပါပဲခင်ဗျာ။